အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အနက်မွေးမွေးလေးနဲ့အရန်စားကောင်းတဲ့ဥကြိုကြော်လေးလှူစားကြရအောင်ဥကြိုကြော်လေးဘယ်လိုလုပ်မလဲဆိုတာကျွန်မနဲ့အတူတူလိုက်ကြည့်လိုက်ကြရအောင်နော်တေချာစွာတန့်စင်စေးကြောထားတဲ့ဥကြိုတွေကိုရေတီရည်နဲ့ပြုတ်ပါမယ်သွေးစသွေးနာတွေအမြုပ်တွေထွက်လာတဲ့အထိကျွန်မတို့တဲပါမယ်ပြီးတဲ့အခါမှာတော့အဲ့ဒီရေကိုကျွန်မကဆက်မသုံးမနဲ့တုံပြစ်မှာဖြစ်ပါတယ်ရှင်ဒုတိယအကြိမ်ပြုတ်မဲ့ရေထဲမှာတော့ဇပလင်ဂျင်းတို့ကိုထည့်ပြုတ်မှာဖြစ်ပါတယ်ရှင်Mommy, look. First one. And this one, every trace the numbers, the line. So then you finish that. 45မိနစ်လောက်ပြုတ်ပြီးတဲ့အခါမှာတော့ကြော်ဖို့အတွက်အနေတော့အတုံးလေးတွေကိုကျွန်မကကြီးနဲ့ညှပ်မှာဖြစ်ပါတယ်ရှင်။ကဲအကုန်လုံးညှပ်ပြီးသွားပြီဆိုရင်တော့ကျွန်မအရသာထည့်ပါမယ်။အရသာအတွက်ကြက်သားမုံပဲငန့်ပြားရည်ပြီးတဲ့အခါမှာခရုစီထည့်ပါမယ်ပြီးရင်တော့ငရုတ်ကောင်းမှုလေးကျွန်မနည်းနည်းထည့်ပါမယ်ရှင်အရသာတွေတေချာနှက်ဆက်သွားအောင်လက်အိတ်လေးနဲ့နေပါမယ်ပြီးရင်တော့စီပူပူနဲ့ကြော်မှာဖြစ်ပါတယ်ဒါကလေလောက်ကတာရမ်းလွယ်လောက်ကတာရမ်းလွယ်ပြီးစားလို့လည်းရမ်းကောင်းတဲ့အတွက်ကျွန်မရဲ့ချစ်ရတဲ့သူတွေကိုဒီကနေ့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ကဲပြီးတဲ့အခါမှာတော့ကြက်သွန်ဖြူနဲ့ဂျင်းထောင်းထားတာလေးထည့်မယ်ပြင်းတော်သိမ်းရွက်လေးလည်းအနက်မွှေးအောင်ထည့်ပါမယ်အခုဆိုရင်တော့ရမ်းကိုစားလို့ကောင်းတဲ့ဝက်ဥကြိုကြော်လေးရပါပြီဒီဟင်းလျာလေးကထမင်းဖြူလေးတစ်မျိုးနဲ့စားရင်တော့အရမ်းကိုအရသာရှိပါတယ်ကျမရဲ့ channel လေးကိုအမြဲတမ်းကြည့်ရှုအားပေးနေတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့တော့ဒီလောက်နဲ့ပဲကျမရဲ့ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်